မိမ9ယောက်ယူထားတဲ့ထိုင်းတတူဆရာသူကတော့ Omdan ဖြစ်ပြီးတော့မိမ9ယောက်ရှိပါတယ်။သူမိမတွေအားလုံးနဲ့သူကတိုင်နှမ်းမှာနေပြီးတော့တကယ်တမ်းမှာအတူအိတ်ကြပါတယ်။မိမအားလုံးကိုလည်းတရားဝင်ယူထားတာဖြစ်ပြီးတိုင်းပြည်ပြည်ကြော်ညာထားတာပါ။သူမိမတွေနဲ့သူကမတည့်တာမရှိပဲအမြဲပြုံးပြော်နေကြပါတယ်။တယောက်နဲ့တယောက်အမြဲစနောက်ပြီးတော့တဝဝနဲ့ပြောနေကြတာဖြစ်ပါတယ်။တိုင်လုံးမှာလည်းကိုတောင်ကိုယူပြီးတော့စစ်စစ်လုံးလုံးရှိပါတယ်။မိမ9ယောက်လုံးကလည်းအချင်းချင်းနားလည်မှုရှိကြပါတယ်။ပြီးတော့သူတို့အားလုံးက Omdan တတူထိုးပေးတာနဲ့စားနေကြတာဖြစ်ပါတယ်။ Omdan ကမိမတွေအားလုံးကိုညီတူညီမျှချစ်ပြီးအပိုလိုမရှိဘူးလို့ပြောပါတယ်။သူမိမတွေကလည်းလင်းတယောက်တည်းကိုတူတူမျှသုံးရတယ်တိတ်သဘောကျတယ်လို့ပြောပါတယ်။9ယောက်လုံးကတခါမှရမ်းမဖြစ်ဘူးသလိုသူ့လင်ကလင်းဆိုပြီးတော့လေဘယ်တော့မှမလူခဲ့ကြပါဘူး။တတူးဆိုင်မှာ Omdan ကိုဝိုင်းကူတဲ့သူကအကူရင်အိမ်မှာလှုပ်တဲ့သူကလှုပ်ပြီးတော့ဘဝကြီးကိုတတရနေကြတာပါ။ပြည်သူတို့ကတော့မိမတယောက်နဲ့တိုင်ပတ်ပြီးကွဲတာပြေးတာတွေဖြစ်နေချိန်မှာဒီထိုင်းနိုင်ငံသား Omdan ကတော့မိမ9ယောက်နဲ့ပြပြလဲလဲရှိနေတာကမနာလိုချင်စရာကြီးပါပဲနော်။